အားလုံးပဲမင်္ဂလာပါဗျာမင်္ဂလာရှိတဲ့နေ့လေးပါပဲဒီကနေ့လေးမှာတော့ကျွန်တော်တို့ဆရာတွေအကျဉ်းစခန်းတွေကိုဝင်နေတက်လန်းနေအကျဉ်းစခန်းတွေကိုတက်လန်းနေအချိန်မှာအတိုက်အခိုက်အနောက်အရှက်အဖြတ်အစီးအရှုပ်အနှောင်များစွာကိုတော်တော်လေးကိုရင်ဆိုင်ရပါတယ်ရင်ဆိုင်ရတဲ့အချိန်မှာလမ်းဆုံးကိုမရောက်ပဲပြတ်သွားတဲ့ဆရာတွေလည်းအများကြီးရှိပါတယ်အဲ့ဒါလေးကိုဒီကနေ့မှာဘယ်လိုကြော်ဖြတ်ရမလဲဆိုတာလေးကိုကျွန်တော်သိသလောက်ပြန်လည်မျှဝေရှင်းဖြစ်ပါတယ်အတိုက်ခိုက်အနောက်ရှက်အဖြစ်အစည်းအရှုံးအောင်စိတ်ချုပ်ထွေးစရာတွေများလာပြီဆိုရင်ဗြဟ္မစိုတရား၄ပါးကိုလက်ကင်တုံးပြီးမကင်၈ပါးအကျင့်မြတ်တို့နဲ့ချင်းတွဲပြီးတော့တောင်ကြိုဖြတ်တင်တယ်ကြိုဖြတ်လို့မရဘူးဆိုရင်အဲ့ဒီအတိုက်ခိုက်တွေထဲမှာယောဂီဆရာရဲ့တရားတွေအတိုက်ခိုက်အနောက်ရှက်အဖြစ်စည်းတွေအများကြီးရှိပါတယ်တခုချင်းတော့ကျွန်တော်လည်းမပြောပြရတော့ပါဘူးဒါပေမဲ့လောကမှာဘယ်အရာမှမမြဲတဲ့အတွက်ဘလို့လူကိုဘလို့အတိုက်ခိုက်မှုနဲ့လာမဲဆိုတာကျွန်တော်တို့လည်းမတီးနိုင်ပါဘူးကျွန်တော်ကိုယ်တိုင်တော့ကျွန်တော်ကိုဘလို့အတိုက်ခိုက်မျိုးရှိလဲကျွန်တော်မသိပါဘူးအမှန်တိုင်းဝန်ခံတာပါထို့ကြောင့်အဲ့လိုမျိုးတိုက်ခိုက်တွေဝင်လာတဲ့အချိန်ကြရင်အဓိကပထမဦးဆုံးအနန္တ၅ပါးနဲ့ခင်မိုးကြီး10ပါးကိုဘလို့အကြောင်းမျိုးမျိုးနဲ့ဖြစ်ပါစေမပြင်းမမိအောင်မစော်ကားမိအောင်ဆင်ရှင်ရမယ်ကျင့်ရမောများအာထုံးနေတဲ့အချိန်မှာလဲလောဘမထားနဲ့ဒေါသမထားနဲ့မျောနေတဲ့မောဟလည်းမထားနဲ့ရှိရလေးနဲ့စားရှိရလေးနဲ့ဝေးရှိရလေးနဲ့သုံးရှိရလေးနဲ့လူဒီလိုဖြစ်နေရမှာပြီးတော့ကျွန်တော်ရဲ့ဆရာတော်တွေရဲ့တမိုင်းဟာဆိုရင်အဓိကရှင်းထားတာမဟုတ်ဘူးစီးပွားရေးလုပ်ဖို့အတွက်လည်းမဟုတ်ဘူးတင်ယူတတ်မယ်ဆိုရင်အဘဆရာတော်တွေရဲ့တမိုင်းမှာလည်းကျွန်တော်တို့တသစ္စာဆရာတွေအတွက်တင်ယူစရာအမြောက်အများကြီးပညာတွေအများကြီးပါပါတယ်ဟုတ်ကဲ့ကျေးဇူးများအဲ့တက်ပါတယ်ဒီလောက်ပဲပါပဲကျွန်တော်ပြောမှဆိုမှရှိရင်ခွင့်လွတ်နားလည်ပေးကြပါခင်ဗျာ